မင်္ဂလာပါရှင်မမိုးဆေးဘူးလေးနဲ့မိတ်ဆက်ပေးပါရစေအဘထွက်ပွဲတုန်းကဆုံခဲ့တဲ့ကလေးတယောက်ကမမိုးကိုဒီဆေးလေးကိုပေးပခဲ့တာမမိုးအိုက်ဆေးကိုစောကားတို့တောင်ဖြစ်ပါတယ်မမိုးအထင်မကြီးခဲ့ပါမမိုးကအိတ်မပြောဘူးစားမဝင်ဘူးမမိုးဆိုတော်တော်ကြီးကိုပိန်နေတယ်ဟိုရက်ကတော့ဒါနဲ့ပဲမမိုးဒီဆေးလေးကိုစမ်းတောက်ကြည့်တဲ့အချိန်မှာထမင်းလဲစားလို့ကောင်းတယ်အိတ်လိုလဲပျော်တယ်ကိုတွေဖြစ်ရဲ့အတွက်မမိုးကဒီဟာလေးကိုတရင်မေးပြီးတော့မော်ဘီယိုမမိုးရအောင်လာခဲ့တာပါဒီကကလေးကိုမမိုးကြော်ညာပေးခြင်းလို့ပါမမိုးလိုပဲဝေဒနာခံစားနေရတဲ့လူတွေမိရနဲ့ပတ်သက်တဲ့ယောဂဝေဒနာခံစားနေရတဲ့လူတွေကိုပျောက်ကင်းစေခြင်းလို့မမိုးဒီနေရာမှာလာပြီးတော့ဒီကလေးတွေကိုဒီဆေးလေးနဲ့ကြော်ညာပေးတာပါသူကစေတနာစိတ်ရင်းနဲ့ဖော်ဆက်ထားတာပါချက်ဆေးဆိုပေမဲ့ဟိုလိုချက်ဆေးဝါဆေးတို့အိတ်ဆေးတို့အဲ့လိုမျိုးမဟုတ်ပါဘူးအစီပိုတွေကိုလည်းထုတ်ပြပေးပါတယ်သူကခန္ဓာကိုယ်အချိုးအစားကိုပိန်နေတဲ့လူတွေလည်းသူကနဲ့သူခန္ဓာကိုယ်အချိုးအစားဟိုဆောင်ကျင်းပေးပါတယ်နောက်မမိုးအထက်ထဲမှာပြောတဲ့စကားလေးတွေမှာရိုင်းလို့ရှိရင်ဟိုနားနဲ့မတော့နာဖွားနဲ့နားပေးပါမိန်းကလေးတွေနဲ့ပတ်သက်တဲ့ယောဂဘောင်းစုံကိုသူကပျောက်ကင်းစေပါတယ်မိန်းကလေးတယောက်ဆိုအလုံးတည်နေတာဟာမခွဲမစိတ်ရဘဲနဲ့ဒီဆေးလေးကိုတောက်သုံးလို့များနဲ့အဆင်ပြေသွားပါတယ်ဒါပေမဲ့ဆေးဆိုတာတော့တောက်တာနဲ့ချက်ချင်းယူပြစ်တယ်လို့ပျောက်သလားဆိုတော့မဟုတ်ပါဘူးဆေးကိုဆွဲပြီးတော့တောက်ကပါတယ်ဒါကမိန်းမနဲ့ပတ်သက်တဲ့ယောဂဆိုလို့ရှိရင်ဓမ္မတာမမှန်တာကြိုက်တာနောက်တိမ်မှာအလုံးတွေ့တာဒါတွေကိုပျောက်ကင်းစေပါတယ်ဒီကဓာတုပေတာတင်ပြီးသားမက်ပုံတင်ပြီးသားဖြစ်တဲ့အတွက်မမိုးရဲကြီးဒီဆေးကိုအာမခံပါတယ်နောက်ယောက်ျားတွေနဲ့ပတ်သက်တဲ့ယောဂဆိုလို့ရှိရင်ဒီမှာကိုကြီးရွှေလည်းတောက်တယ်နော်တောက်တယ်ဒီဆေးကိုတောက်တယ်ကိုကြီးရွှေကတောက်ပြီးတော့ဇက်ကြောထိုးတာလေတတ်တာလေအကောင်းနဲ့တွေးပေါင်းအတက်အကြလဲညီးတယ်တဲ့ဘူးလားပြီးတော့သူတို့ကပေးပြခဲ့တာတဘူးတဲ့ငမယားနှစ်ယောက်ကတော့လှုပ်ပေါင်းနေရတယ်တော့စဉ်းစားတာကြည့်ကြတော့ဟမ်နောက်ဒီဆေးကိုတောက်လို့လက်တွေပြောက်တဲ့ခလေးတယောက်ကူလဲမမိုးခေါ်ထားပါတယ်ရှင်သမီးလက်တွေဟိုကောင်းတဲ့အကြောင်းလက်တွေပြောက်တဲ့ခလေးကတော့ဒီမှာပါရှင်မင်္ဂလာပါကျမပေါင်ချိန်180ကနေပြီး145ပေါင်မှရှိတော့ပါတယ်ဒီဆေးကို2လပြည့်တော့မယ်ပေါ့နော်2လနီးပါးတော့ရှိပြီပေါ့တောက်တာသွေးလေးပတ်နာလည်းရှိတယ်သွေးလေးပတ်နာရှိတဲ့အခါကျတော့ဒီဆေးကိုတောက်တဲ့အခါကျတော့ပုံမှန်ဆေးစားနေတဲ့ဆေးတွေအကုန်လုံးကိုဖြတ်တောက်ပြီးတော့ဒီဆေးဘက်ပုံမှန်တောက်တာပါရှင်ကျမကတော့လက်တွေ့ပါပဲရှင်ဒီဆေးကိုပြီးတော့မမိုးဒီမှာပါဝင်တဲ့ပစ္စည်းတွေရဲ့တောက်ဖို့အချိန်အစရဲ့အဲ့ဒါတွေကိုမမိုးနှုတ်ပြီးတော့နောက်တစ်ပေါက်လို့ရှင်တင်ပြပေးပါမယ်เนาะသူဒါလက်တွေပြောက်ထားလေးကိုတခါတည်းအပြောခိုင်းပြပေးတာပါပေါ့နော်ဒါမမိုးတို့ကလက်တွေပဲမမိုးကတောင်းမယုံဘူးယုံကြည်တယ်မှတ်လို့လားကိုတော့ပြီးမှကိုကယုံကြည်ပြီဆိုတော့မှကြော်ညာတာနှုတ်မိုးကတော့ no အဲ့လိုလေး